ကယ်၍အီရန်ကဟော်မုတ်ရေးတဲ့ကြားဖို့ပိတ်ဆို့လိုက်မယ်ဆိုရင်ဒီကမ္ဘာလုံးပေါ်ဘလို့တက်ရောက်မှုတွေရှိလာဘယ်နိုင်ငံကအထိကိဆုံးဖြစ်မလဲပထမဦးဆုံးအနေနဲ့ဟော်မုတ်ရေးတဲ့ကြားဆိုတာတကယ်တော့ဘာလဲဆိုတာနားလည်အောင်ကြည့်ကြပါစို့ဒါဟာအီရန်အိုမန်နဲ့ယူအေအီနိုင်ငံကြားတွေမှာတည်ရှိတဲ့33ကီလိုမီတာသာကျယ်ဝန်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီကျင်းမြောင်းတဲ့ပင်လယ်ရေကြောင်းလမ်းတွေကနေကမ္ဘာရေနံထောက်ပံ့မှုရဲ့20%နီးပါးဖြစ်တဲ့တနေ့ကိုရေနံစီပေါင်း18တန်းကဖြတ်တန်းစီးဆင်းနေတာပါဒီရေနံတွေဟာပါရှန်ပင်လယ်ကွေ့မှာရှိတဲ့အီရန်အီရတ်ကူဝိတ်ဘာရိန်းကာတာဆော်ဒီအာရေဗျနဲ့ UAE နိုင်ငံအပါအဝင်နိုင်ငံရှင်းနိုင်ငံကနေလာတာဖြစ်ပါတယ်အာရပ်စော်ဘွားများပြည်ထောင်စု UAE ဆော်ဒီအာရေဗျကူဝိတ်နဲ့ကာတာနိုင်ငံတွေအတွက်သူတို့ရဲ့ရေနံတင်ပို့မှု90%ဟာကမ္ဘာနှံ့ကိုရောက်ရှိဖို့ဒီကျင်းမြောင်းတဲ့လမ်းကြောင်းကိုပဲဖြတ်တန်းရတာကယ်ပြီးအီရန်ကဟော်မုတ်ရေလဲကြားကိုပိတ်ဆို့လိုက်ရင်ဒီနိုင်ငံတွေကအဆိုးအဝါဆုံးထိခိုက်ပျက်စီးမှုကိုကြုံတွေ့ရပါလိမ့်နံပါတ်1အိန္ဒိယဟာသူအသုံးပြုတဲ့ရေနံ85%ကိုပြည်ပကတင်သွင်းနေရပြီးအဲ့ဒီအထက်က60%ဟာအီရတ်ဆော်ဒီအာရေဗျကူဝိတ်နဲ့ UAE တို့လိုရှေ့အလယ်ပိုင်းနိုင်ငံတွေကလာတာပါအိန္ဒိယမှာလောင်စာဆီဈေးနှုန်းတွေထိုးတက်သွားမှာဖြစ်ပြီးတော့ရလဒ်အနေနဲ့ရေနံနဲ့ဆက်ဆက်နေတဲ့လုပ်ငန်းအားလုံးနဲ့စက်မှုကဏ္ဍအားလုံးပြည်ထောင်တဲ့အနောက်ရှက်တွေနဲ့ရင်ဆိုင်ရပါလိမ့်စက်ရုံတွေပိတ်သိမ်းရတာအလုပ်အကိုင်းတွေဆုံးရှုံးတာနဲ့စီးပွားရေးအပြင်းထန်ထိခိုက်သွားနိုင်ပါတယ်တရုတ်ဟာကမ္ဘာအကြီးဆုံးရေနံတင်သွင်းသူဖြစ်ပြီးတနေ့ကိုရေနံစီပေါင်း10သန်းတင်သွင်းနေရပါတယ်တရုတ်ရဲ့ရေနံတင်သွင်းမှု40%ဟာဒီဟော်မုတ်ရေလက်ကြားကိုဖြစ်တန်းရတာပါတရုတ်ကရုရှားနဲ့လေယာရှားနိုင်ငံတွေစီကနေရေနံပိုက်လိုင်းတွေတွေ့တန်းထားပေမဲ့အဲ့ဒါတွေဟာသူတို့ရဲ့စွမ်းရည်လိုအပ်ချက်20%ကိုတောင်ပြည့်မီအောင်မလုပ်ပေးနိုင်ပါဘူးဒါကြောင့်ဟော်မုတ်ရေလက်ကြားပိတ်ဆို့ခံလိုက်ရရင်တရုတ်စီးပွားရေးဟာကြီးမားတဲ့ထိုးနှက်ချက်တစ်ခုကြုံရမှာဖြစ်ပြီးတရုတ်စီးပွားရေးတုံ့နှုတ်သွားရင်တော့အဲ့ဒီကြရဟာတစ်ကမ္ဘာလုံးကိုရိုက်ခတ်သွားမှာဂျပန်ဟာသူအသုံးပြုတဲ့ရေနံ90%ကိုတင်သွင်းနေရပြီးအဲ့ဒီအထဲမှာ85%ဟာဟော်မုတ်ရေလက်ကြားကိုဖြတ်တန်းလာတာဖြစ်ပါတယ်ဆော်ဒီအာရေဗျရေနံရဲ့80%ကနေ90%ဟာဟော်မုတ်ရေလက်ကြားကနေတဆင့်ကမ္ဘာနှံ့ကိုသွားတာဖြစ်ပြီး10%လောက်ပဲပင်လယ်နီကမ်းရိုးတန်းကနေတဆင့်ဥရောပကိုသွားတာပါဒါကြောင့်ဒီအချက်ချာနေရာပိတ်ဆို့ခံရရင်ဆော်ဒီရဲ့စီးပွားရေးကအကြီးကျယ်ထိခိုက်မှာနိုင်ငံတကာကသူ့ရဲ့ဝင်ငွေ80ကနေ90%ရုတ်တရက်ဆုံးရှုံးသွားရင်ဘာဖြစ်မလဲဆိုတာစဉ်းစားတာကြည့်ဆော်ဒီအာရေဗျအနေနဲ့လည်းဒီလမ်းကြောင်းကိုပြန်ဖွင့်ဖို့စစ်တပ်ဆေလွတ်တာမျိုးလှုပ်လာနိုင်ပြီးအခြေအနေကိုပိုဆိုးသွားစေနိုင်မှာပါကစ္စတန်ဟာသူ့ရဲ့ရေနံတွင်သွင်းမှု90%ကိုဟော်မုတ်ရေလက်ကြားကနေရရှိနေတာပါဒီရေနံဟာနိုင်ငံရဲ့စွမ်းရည်လိုအပ်ချက်ကို29%ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်ဒါကြောင့်ဒီလမ်းကြောင်းပိတ်သွားရင်ပါကစ္စတန်မှာကုန်စည်နှုန်းတွေအဆမတန်တက်သွားနိုင်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာအချက်တစ်ခုကတော့ပါကစ္စတန်ဟာအီရန်ရဲ့နယ်နိမိတ်ချင်းစီးစပ်နေပြီးတော့ဆိုရအစီရင်ခံစာအချို့ရပါကစ္စတန်ဒီဇယ်စီ35%ဟာအီရန်စီကနေတရားမဝင်ရောက်နေတာဒါကြောင့်ရေလက်ကြားပိတ်သွားရင်ပါကစ္စတန်ဟာအီရန်စီကနေရေနံရဖို့တိတ်တဆိတ်ဖြစ်စေတရားဝင်ဖြစ်စေကြိုးပမ်းလာနိုင်ပါတယ် UAE သူ့ရဲ့ရေနံတင်ပို့မှု82%နီးပါးဟာဟော်မုတ်ရေလက်ကြားပေါ်မိခိုနေရတာသူ့မှာအရန်ရွေးချယ်စရာအနေနဲ့ Hafshan Fujara ပိုက်လန်းရှိတာကြောင့်ရေလက်ကြားကိုကြော်ပြီးရေနံ60%ထိတင်ပို့နိုင်ပေမဲ့ UAE လိုစီးပွားရေးအင်အားကြီးနိုင်ငံအတွက်ကြန့်ရှိတဲ့40%ဆုံးရှုံးရတာဟာကြီးမားတဲ့ထိုးနှက်ချက်ဖြစ်နေစေပါဥရောပနိုင်ငံများပြင်သစ်ဂျာမနီနဲ့အီတလီလို့နိုင်ငံတွေကဗျမ်းမြအားဖြင့်သူတို့ရဲ့ရေနံရဲ့10%ကိုအမိုးရေလက်ကြားကနေရရှိနေတာဖြစ်လို့သူတို့လည်းပြင်းတဲ့ထိခိုက်မှာဖြစ်ပါတယ်ဘာလုံးဆိုင်ရာအနေနဲ့ဆိုရင်ကျွမ်းကျင်သူတွေကရေနံဈေးရာတစ်စီးကိုဒေါ်လာ150ကျော်ထိထိုးတက်သွားနိုင်ပြီးတော့ငွေကြေးဖောင်းပွားမှုတွေနဲ့ပြန့်နှံ့ကမ္ဘာစီးပွားရေးအကြီးအကျယ်ကျဆင်းပြီးတော့ global recession ကိုဖြစ်ပေါ်စေနိုင်တယ်လို့သတိပေးထားပါဒါကြောင့်33ကီလိုမီတာသာရှိတဲ့ဒီနေရာလေးဟာတစ်ကမ္ဘာလုံးကိုတုံ့လှုပ်စေနိုင်တဲ့စွမ်းအားရှိနေတာပဲဖြစ်ပါတယ်